จะบอกกันเราปีจีนมาเลยเดี๋ยวจะไปอะไรแต่เราปีจีนมากันปัทมาสุยาเลยมังกี้เนาะมังกี้ฮะเจ๋งด้วยเลยปัทมาสุยาทำอะไรเนาะเราตัวเราปัทมาโจนในเมาสุยาช่วยบ้ามังกี้มังกี้อ๋อมังกี้เกจีนะมังกี้ဆရာမတွေတော့ယူတဲ့အခါမှာလဲလေးရှိရတယ်ဖက်နှက်ရွှတ်ရတယ်နော်ဒီတမ်းမှာသူပြဆူရတယ်မောင်ဆိုင်လင်းထက်သူယူရန်ကြွပါဆိုင်လင်းထက်ဒီတမ်းမှာတပြဆူရတယ်မဆူစန္နာတော့ဆန္ဒတူကတော့ဒီတစ်ခေါက်မှာအမှတ်ကြီးတက်လာပြီးတော့မှသူကတတိယဆုရရှိပါတယ်ဆုဆန္ဒတူထွက်ပါဆုယူရလာပါအေးမဲလို့ရေဖက်နှက်လေးရွှတ်ရတယ်နော်အလုံးကိုသူရရကြိုးစားတဲ့ကလေးတွေအလုံးနောက်ဒီသုံးသားဆောင်ဝဲဘက်မှာလည်းဆက်လက်ပြီးတော့မှချူချူနာအောင်ဆက်ပြီးတော့မှကြိုးစားကြပါလို့ကျွန်မပြောလိုပါတယ်ဟိုကပထမဒါကဆရာမပြေဖို့သွားပါစေမင်္ဂလာရှိသောနေ့လေးပါဒီမှာတော့စက်ထမဓမ္မပညာသင်ကြားပေးနေတဲ့ဆရာမတော်ဤချစ်သူမျိုးဖြစ်ပါတယ်အခုဆက်လက်ပြီးတော့စက်ထမတန်းဒီဇင်ဘာလပတ်ဆုံးမှာအစစ်1အစစ်2အစစ်3ရရှိတဲ့တန်းသူလေးများကိုဆုချီးမြှင့်သွားမှာဖြစ်ပါတယ်ပထမဆုအနေနဲ့မန်းရင်ငယ်ထွေးပထမဆုရရှိရလက်ခံပြီးရကြပါရှင်နားရင်ငယ်ထွေးနားရင်ငယ်ထွေးလဲလေးရှိပြီးကြွားပါဖက်နှက်လေးရွှတ်ပြီးတော့ယူပါရှိသားကြတယ်ဆက်လက်ပြီးတော့ဒုတိယဆုရရှိတဲ့မလာရီဆုလက်ခံယူရန်ကြွပါခေါင်းဤရွာကမလာကြီးတဲ့ဆက်လက်ပြီးတော့တတိယဆုရရှိတဲ့မတ်စောယူပါထွန်းဆုလက်ခံယူရန်ကြွပါစောရူပါထွန်းတဲ့ဆက်လက်ပြီးတော့သုဒ္ဓဓမ္မဆရာမတော်ဘီဘီမှာဆုများကိုဆက်လက်ချီးမြှင့်သွားမှာဖြစ်ပါရဲ့ရှင်ဆရာမကြီးဒေါ်ဘေဘီစဒတ်ခါတာမှာပထမဆုရတဲ့နားဆိုင်ဟာဆုလက်ခံပြီးပါနန်းဆိုင်အောင်ခေါင်းဤရွာကနန်းဆိုင်အောင်လက်ခုပ်လေးတီးလိုက်ပါဦးသမီးဖက်နှက်လေးရွှတ်မယ်လဲလေးရှိမယ်ရှင်သားတို့ပါအေးခါတာမှာဒုတိယဆုရရှိတဲ့နားဟွန်ပါဆုလက်ခံလေးပါနားဟွန်ပါတရုတ်မလေးနားဟွန်ပါစဒတ်ခါတာမှာတတိယဆုရရှိတဲ့ယဒီလဝင်းမေဆုလက်ခံလေးပါမယဒီလာဝန်းမေဒီလိုမှာဆရာမကြီးမှာကျူရှင်လာတက်တဲ့မပုကွင်းဆုံးအစင်းနေရတယ်ဆရာမဆုထားချပါမယ်
မတ်ဖူးပွင့်ဆိုတဲ့ဒါ grade 8ကဖူးပွင့်ဆိုဆရာမကြီးနာမှာအရှိန်ပိုလေးသင်ပါတယ်တဲ့မတ်ဖူးပွင့်ဆို ဆက်လက်ပြီးမှာတတိယရမှာတတိယထားဆရာမစီတတိယတန်းဆရာမကြီးဒေါ်ခင်ဝင်းဖြူတဲ့တတိယတန်းဆရာမကြီးဒေါ်ခင်ဝင်းဖြူဝါလိုက်မွေးမဟုတ်ဘူးမဟုတ်ဘူးသူတို့မဟုတ်ဘူး အားလုံးမင်္ဂလာပါဒါတို့သမီးတို့နော်မင်္ဂလာရှိတဲ့နေ့မှာလက်ခုပ်လေးတွေကြည်ကြည်တီးပေးကြပါသမတိတ်စကားပြောနော်ဒီမကပထမရန်နဲ့တတိယရန်ကိုစူးစမ်းပြီးပြင်ခဲ့ပါမယ်နော်အဲ့မှာတက်တက်တန်တန်ရှိရတဲ့သူသမစုပေးမှာဖြစ်တယ်ပထမဆုံးတတိယရန်မှာပထမစုရတယ်ဇော်မင်းထွေးစုရန်ကြပါ ပုံလောကမောင်စော်မင်းထွေးတဲ့နန်းရင်ကထွေးရဲ့မောင်လေးဇော်မင်းထွေးဒီကြလို့ငါသား ဒုတိယစုရတယ်နုလင်းစုရန်ကြပါ နုလင်းပေါက်ကနေပြီးတော့ကြွပြီးတော့သင်တဲ့နုလင်းအော်နန်းနုလင်းတဲ့အမအဖွားလည်းရိုက်ပါတယ်ရိုက်လိုက်ပါဦးအဖွားဆရာမကြီးဒုံမီစိန်တတိယစုကိုဥတွဲပြီးရပါတယ်မောင်စောပိုင်စုရန်ကြပါ နန်းရင်ငယ်ထွေးရဲ့ဒုတိယမောင်လေးဇောပိုင်နောက်ထပ်ဥတွဲရတယ်တတိယရတယ်ဟန်ဆက်နာ ဟန်ဆက်နာဝါဝလေးနဲ့ဟန်ဆက်နာပြီးတော့ပထမရန်မှာစုရတဲ့အောင်ကောင်းပြည့်sorry အောင်ပြည့်ရှန်စုရန်ကြပါ အောင်ပြည့်ရှန်သားပြူလေးနဲ့အောင်ပြည့်ရှန် စုရလည်းအစဉ်တွင်းလောက်တာလို့ဒီလို အောင်ပြည့်ရှန်ကိုလက်ကုပ်လေးတီးပြလိုက်ကြပါဦး ဒုတိယစုရတယ်ဇွဲဝေရန်ထက်စုရန်ကြပါ ဇွဲဝေရထက်ကနိုင်ကြကိုရင်လေးအပေါ်ထိအောင်တို့ဆရာမကြီးနေနေလေးနောက်ဆိုလိုက်ကိုရင်အပေါ်ထိအောင်တက်ပါအပေါ်ထိအောင်ဟုတ်ပြီလက်ကုပ်လေးတီးပြလိုက်ပါဦးကနိုင်ကြဟုတ်ပြီ တတိယစုရတယ်ဝေရန်ငိမ့်ချမ်းစုရန်ကြပါ ဝေရငိမ့်ချမ်းနာမည်ကြီးလည်းရှိတယ်ရက်လည်းရှိတယ်နော်စာလဲတော်တယ်ဝေရငိမ့်ချမ်းဝေရငိမ့်ချမ်းအမှတ်တရဓာတ်ပုံလေးတွေရိုက်နေပါတယ်ဟုတ်ပါပြီနောက်ထပ်ဆံမေးဝဲမှာလဲသားတို့သမီးတို့စူးစမ်းပြီးတော့ဖြေကြပါနော်စမကြီးပြောသလိုပဲ၄ချိန်ဖြေပြီးတော့မှသားတို့သမီးတို့မလုပ်မလဲအမှတ်ပေါင်းပြီးတော့မှစုပေးမှဖြစ်တယ်အဲ့ချိန်ကျတော့လေထိုက်တန်တန်ရအောင်ရတဲ့လူကလည်းနော်အစင်တစ်ထက်ရအောင်ဥမာဟန်ဆက်နောင်တို့ပေါ့နော်ဟိုရအောင်စူးစမ်းကြပါအားလုံးကျေးဇူးတင်ပါတယ်ဒီပြရဆရာမကြီးနောက်တယ်ဆိုအေးဟုတ်ပြီ မဆရာလည်းမအေးမို့ကေဆရာတော့ပါ နောင်သိရွာကအေးမိုးခင်တဲ့အရက်ရှိရှိနဲ့ကြွလာပါပြီနောင်သိရွာကအေးမိုးခင်